Design Story Branding Master Class ကလူတိုင်းတက်လို့ရတဲ့သင်တန်းမျိုးဖြစ်ပါတယ်။ Design Story Branding Master Class က logo design တွေ brand identity design တွေ design ဆွဲနေသင်ပေးမဲ့သင်တန်းမဟုတ်ပါဘူး။အဲ့ design တွေဖြစ်လာဖို့အတွက်နောက်ွယ်မှာချမှတ်ထားတဲ့ brand core values တွေအကြောင်း brand strategy ကိုဘယ်လိုချမှတ်မလဲ။ကိုယ့်ရဲ့ target audience ကဘယ်သူတွေဖြစ်မလဲ။ကိုယ့်ရဲ့ competitor တွေနဲ့ကိုကရှင်ပြိုင်ရတဲ့အချိန်မှာ brand positioning strategy တွေကိုဘယ်လိုချမှတ်မလဲ။ဒီအကြောင်းအရာတွေကိုသင်ပေးမဲ့သင်တန်းမျိုးဖြစ်ပါတယ်။ကိုက brand identity design ကို expert level ထပ်တက်ခြင်းတဲ့ designer တွေအတွက်တက်တဲ့သင်တန်းမျိုးဖြစ်ပါတယ်။ freelancer တယောက်အနေနဲ့ဆိုရင်လည်း personal branding ကိုတေချာတိဆောက်ပြီးတော့ကိုယ့်ရဲ့ဈေးကွက်မှာဒီ designer နဲ့ဆိုရင်အဆင်ပြေတယ်လို့လူတွေကသတ်မှတ်သွားတဲ့အထိဘယ်လိုကြိုးစားနေထိုင်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုသင်ပေးမှာဖြစ်ပါတယ်။ကိုက in-house designer agency တွေမှာ design ဆွဲနေတယ်ဆိုရင်လည်းကို promote ဖြစ်လာအောင်ယာတူးတိုးပေးချင်လာအောင်လို့နောက်ထပ်သိထားတဲ့ပညာရပ်တွေကိုလေ့လာရမှာဖြစ်ပါတယ်။ Design Story Branding Master Class ကလူတိုင်းအတွက်ရည်ရွယ်ထားတယ်ဆိုပေမဲ့လူတိုင်းအတွက်တော့မဟုတ်ပါဘူးလူတစုအတွက်ပါအဲ့ဒီလူတစုကဘယ်သူလဲဆိုတော့အောင်မြင်ခြင်းတဲ့လူတစုအတွက်ပါ The great brand start inside ကြီးကျယ်ခမ်းနားတဲ့ brand တွေဟာအတွင်းထဲကစတယ်ဘလို့အတွင်းထဲကစလဲဆိုတာကိုအသေးစိတ်ကြသိကျင်တယ်ဆိုရင်တော့ဒီသင်တန်းကိုတက်လိုက်ပါကို brand ရဲ့အနှစ်သာရကိုရှာဖွေတဲ့အခါမှာ brand core values တွေဆိုတာဘာတွေဖြစ်လာမလဲဈေးကွက်ထဲမှာကိုလိုပဲအလုပ်လုပ်နေတဲ့ professional တွေ business owner တွေနဲ့ competitor တွေနဲ့ရှင်ရတဲ့အခါမှာကိုယ့်ရဲ့အားသာချက်ကပါတယ်ကိုယ့်ရဲ့ unique selling point ကဘယ်မှာရှိရလဲကိုယ့်ရဲ့ target audience တွေကိုတိစောက်တဲ့အခါမှာလေ demographic နဲ့မလုံလောက်တော့ဘူး psychographic နဲ့လည်းမလုံလောက်ပါဘူးဘလို့အရာတွေနဲ့အတိအကျချမှတ်ပါလဲကိုယ့်ရဲ့ brand ကိုဈေးကွက်ထဲမှာထိုးဖောက်ဝင်ရောက်တဲ့အခါမှာလည်းကျွန်တော်တို့ brand positioning strategy လို့ခေါ်တယ်။အဲ့ strategy တွေရောဘယ်နှမျိုးရှိရလဲ။ဘယ်လိုအသုံးချပါလဲ။ဘယ်အရာတွေကဘယ်သူတွေအတွက်တင့်တော်လဲ။ကျွန်တော်တို့ brand အကြောင်း branding အကြောင်းတွေကိုလေ့လာဘူးတဲ့သူတွေအချို့ဆိုရင် brand archetype ကိုကြားဘူးလိုက်ပဲ။တချို့ဆိုရင်လုံးဝမကြားဘူးအောင်။ Okay ကြားဘူးတဲ့သူတိုင်းကလည်းဒီ brand archetype ကိုဘယ်လိုအသုံးချရမယ်ဆိုတာအတိအကျနားမလည်ကြပါဘူး။ကျွန်တော်တို့ဒီသင်တန်းကတော့ Meyer Brick Type Indicator လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာ psychologist system တစ်ခုကိုအသုံးချပြီးတော့ business owner ရဲ့သူ့ရဲ့တကိုယ်ရည်ပင်ကိုယ်ဇဲအိတ်ကနေဆင်းသက်လာတော့ brand archetype ကိုရွေးချယ်ပြီးမှအလုပ်လုပ်မယ်ဆိုရင် business owner သို့မဟုတ် designer တွေကလည်းကိုယ့်ရဲ့ design agency ကိုထောင်တော့မယ်ဆိုရင်ရေရှည်မှာကိုယ်နဲ့ live ဖက်တဲ့ကိုယ့်ရဲ့ပင်ကိုယ်ဇဲအိတ်နဲ့ live ဖက်တဲ့ brand archetype ကိုသတ်မှတ်ထားတဲ့အတွက်ကြောင့်အလုပ်လုပ်ရတဲ့အခါမှာပျော်ရွှင်စရာကောင်းမယ် pressure တွေကိုလျော့စေမယ်ရေရှည်ဆက်ပြီးတော့သွားနိုင်မယ်ကိုယ့်ရဲ့ brand ကိုရေရှည်မှာလည်းထိန်းသိမ်းနိုင်လာမယ်ဒီအတွက်ဒီနည်းဗျူဟာတွေကိုသင်ပေးမယ်သင်တန်းမျိုးဖြစ်ပါတယ်ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ business owner တွေအတွက်ကိုယ့်ရဲ့ logo design တွေကိုယ့်ရဲ့ brand identity design တွေကို graphic designer တွေ brand identity designer တွေစီပါသွားမအပ်ခင်ကိုယ့်ရဲ့ brand ကို strategy ကြဘယ်လိုချမှတ်မလဲအဲ့ကနေပြီးတော့နောက်ဆုံးမှာ brand brief ဆိုတာဘယ်လိုထွက်လာတယ်အဲ့ brand brief နဲ့ mood board တွေနဲ့ကိုယ်တိုင်တိဆောက်ပြီးတော့ရော designer တွေကိုငါလိုချင်တာဒီလို brand ဒီ logo လိုချင်တယ် business card လိုချင်တယ်ကိုလိုချင်တဲ့ design ကိုပြောပြပြီး designer တွေကိုအပ်လိုက်တဲ့အခါပါ designer တွေဘက်ကလည်းလုပ်ငန်းရှင်တွေရဲ့ brand ကြောင်းကိုပုံမူပြီးတော့ကောင်းကောင်းမွန်မွန်နားလည်သွားတဲ့အတွက် design ဆွဲတဲ့အချိန်မှာပို့ပြီးတော့ပြည့်စုံတဲ့ design တွေရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ branding master class ကကျွန်တော်တို့ academic ဆန်စွာ university ကြီးတွေမှာသင်တယ်လို့အင်္ဂလိပ်စာတွေရှုပ်ရှက်ခတ်နေအောင်အသုံးအနှုန်းတွေအများကြီးနဲ့သင်မဲ့သင်တန်းမျိုးလုံးဝမဟုတ်ပါဘူးမိသူမဆို business owner မိသူမဆို designer engineer architect photographer online shopping လုပ်နေတဲ့သူကအစုံကြိုက်တဲ့သူလာတဲ့အချိန်တိုအတွင်းမှာလိုရင်းတူရှင်းတဲ့
or brand strategy ဆိုတာဒါပါလားဒီလိုချမှတ်ရပါလားကိုယ့်ရဲ့ brand ကိုယ့်ရဲ့ business ကို roadmap ကြီးတစ်ခုလုံးကိုချမှတ်ပြီးတော့နောက်ဆုံး brand brief တွေနဲ့ကျွန်တော်တို့ designer တွေနဲ့အလုပ်တူတူတွဲလို့ရတဲ့အထိသင်ပေးမဲ့သင်တန်းမျိုးဖြစ်ပါတယ်ကျွန်တော်တို့ branding master class က online class ပါဒါပေမဲ့ online class တက်ရမဟုတ်ပါဘူး branding master class ကလာတက်တဲ့မိတ်ဆွေက business owner ဆိုရင် brand strategy တွေအကြောင်းကိုကောင်းနားလေတဲ့ designer တွေနဲ့တွေ့နိုင်တယ်လို့မိတ်ဆွေက designer ဆိုရင်လည်းမိတ်ဆွေစီကို logo လာအပ်တဲ့အခါမှာ brand brief အပြည့်စုံနဲ့ branding အကြောင်းကိုနားလည်ထားတဲ့ businessman တွေနဲ့တွေ့ရှိနိုင်မဲ့ community တစ်ခုဖြစ်ပါတယ် Okay let's start the branding master class